မင်္ဂလာပါကလေးများအတွက်ပီတိဒုက္ခ page ကနေပြန်လည်ကြိုဆိုပါတယ်ဒီကနေ့မှာတော့ကလေးလေးတွေရဲ့မိဘအုပ်ထိန်းသူတွေအတွက်အခုရောက်ရှိလာတဲ့လူရသည်မှာသေးဒီမှာအပူရှက်ခြင်းနဲ့ပတ်သက်ပြီးတော့မှပြောပြပေးပါမှာဖြစ်ပါတယ်ကလေးတွေကဘယ်လိုအခြေအနေမှာအပူရှက်တယ်ဆိုတာရယ်နောက်ပြီးတော့ဘယ်လိုကလေးတွေကပို့ပြီးတော့အပူရှက်နိုင်တယ်ဆိုတာရယ်ဘာကြောင့်ပို့ပြီးတော့ကလေးတွေကအပူဒဏ်ကိုပိုခံရတယ်ဆိုတာရယ်ဘယ်လိုလက္ခဏာတွေပြတယ်ဆိုတာရယ်နောက်တစ်ခုကဘလူအခြေအနေတွေမှာတေးဥတူနာပြူနေတဲ့ကလေးတွေကိုကုညီဆောင်ရွက်ပေးလို့ရမလဲဆိုတာရယ်ဘလူအခြေအနေမျိုးမှာစေယုံစေကန်းကိုကလေးကိုချက်ချင်းခေါ်သွားပြီးတော့မှလိုအပ်တဲ့ကုသမှုတွေဆက်လက်ဆောင်ရွက်ပေးရမလဲဆိုတဲ့အသည့်လေးတွေကိုဒါပြောပြပြီးတော့မှဖြစ်ပါတယ်ကလေးတွေကလူကြီးတွေနဲ့ရှင်လို့ရှိရင်ပူဒဏ်ကိုခံနိုင်ရည်နေပါဘူး။ဘာကြောင့်လဲဆိုတော့ကလေးတွေမှာလူကြီးတွေနည်းတူပေါ့နော်။တန်းတူခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိနိုင်မှုစွမ်းအားနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Heat stress, heat related illness လို့ခေါ်တဲ့အပူဒဏ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဖျားနာမှုအစားအခြားသောလက္ခဏာတွေအားလုံးကြီးတွေနဲ့ရှင်မြင်းမြင်းဆန်ဆန်ပြင်းပြင်းပြပြနိုင်ပါတယ်။အသက်အန္တရာယ်လည်းဒါကြောင့်ပူကြီးပါတယ်။လေးတွေပါဝင်လူကြီးတွေရောပေါ့လူတဦးတစ်ယောက်ချင်းစီတိုင်းရဲ့ခန္ဓာကိုယ်အပူချိန်ကိုနှက်ချက်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အပူချိန်ရဲ့နောက်ကိုဘလောက်တောင်မှကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တယ်ပြေးတယ်လွှားတယ်ဆိုတာပေါ့ physical activities ပေါ့နော်ဒီနှစ်ချက်ဟာအများကြီးတက်ရောက်မှုရှိနေပါတယ်ခန္ဓာကိုယ်အပူချိန်တက်လာတယ်ဆိုတာဟာလေပတ်ဝန်းကျင်မှာအပူချိန်မြင့်လာလေခန္ဓာကိုယ်ကနေပြီးတော့ဇီဝကမ္မဖြစ်စဉ်တွေဒီကနေထွက်လာတဲ့အပူပေါ့နော်ခန္ဓာကိုယ်ကနေထုတ်ပေးနေတဲ့အပူပေါ့အပြင်မထုတ်နိုင်တော့ဘဲနဲ့ခန္ဓာကိုယ်အပူချိန်ကလည်းတရိပ်ရိပ်တက်လာတာဖြစ်ပါတယ်ဇီဝကမ္မဖြစ်စဉ်တွေတောက်လျှောက်ဖြစ်နေတဲ့အချိန်ကနေအပူတွေထွက်လာပါတယ် by product တွေနဲ့အပူတွေပေါ့နော် heat တွေထွက်လာပါတယ်ဒီအချိန်မှာခန္ဓာကိုယ်ကနေပြီးတော့ရေပြားတစ်ဆင့်ချွေးပေါက်လေးတွေကတစ်ဆင့်ချွေးအနေနဲ့ထွက်လာပြီးတော့ဒီအချိန်မှာ evaporate ချွေးလေးတွေငွေ့ပြန်ပြီးတော့ခန္ဓာကိုယ်ကအပူတွေတဘာတွေပုံဆုံးစေတာဖြစ်ပါတယ်ပတ်ဝန်းကျင်အပူချိန်အများများလာတဲ့အခါနောက်တစ်ခုကပတ်ဝန်းကျင်မှာစိုထိုင်းစာအများများလာတဲ့အချိန်မှာချွေးထွက်အငွေ့ပြန်ပြီးတော့မှခန္ဓာကိုယ်ကအပူတွေကိုကုံဆုံးစေတဲ့ဒီ mechanism ဖြစ်စဉ်ဟာတဖြည်းဖြည်းနဲ့ကြာလာပါတယ်ပြောချင်တာကချွေးကောင်းကောင်းမထွက်နိုင်တော့ဘူးဒီတော့ခန္ဓာကိုယ်ကထွက်လာတဲ့အပူတွေရှိနေတဲ့အပူတွေကိုချွေးထွက်ပြီးတော့မှပြင်ပကိုမစွန့်ထုတ်နိုင်တော့တဲ့အခြေအနေမျိုးဖြစ်လာပါတယ်ဒီလိုနဲ့တဖြည်းဖြည်းခန္ဓာကိုယ်ထဲမှာအပူရှိန်တွေတရိပ်တက်လာဖြစ်ပါတယ်100 degree Fahrenheit နဲ့အထက်စတက်လာပြီဆိုရင်စပြီးတော့ဖြားပြီးတော့အပူရှက်ပြီးတော့ဖြားပါပြီ104 degree Fahrenheit ရှိတာအပူရှက်ပြီးဖြားနေပြီပေါ့နော်ဒီထက်ပိုများလာပြီ106 degree Fahrenheit လောက်ဆိုရင်တော့ခန္ဓာကိုယ်ကကောင်းကောင်းပုံမှန်အလုပ်တွေမလုပ်နိုင်တော့ဘူးဇီဝကမ္မဖြစ်စဉ်တွေအားလုံး shut down ဖြစ်သွားတဲ့အခြေအနေမျိုးရောက်လာမှာတော့မယ်ပြီးတော့ပြီဆိုရင်ဒီထက်ကိုပိုမြင့်လာတဲ့109 degree Fahrenheit 108 degree Fahrenheit ဆိုရင်တော့ရုတ်တရက်အသက်သေဆုံးသွားတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်ဒီတော့ကလေးတွေကဘယ်လိုရွယ်မှာပို့ပြီးတော့အပူဒဏ်ကိုပိုခံရတယ်ပေါ့နော်ဒီပုံကခြုံပြောမယ်ဆိုရင်တော့ကလေးအားလုံးကလူကြီးတွေထက်စားလို့ရှိရင်အပူဒဏ်ကိုပို့ပြီးတော့ခံရနိုင်ခြင်းများပါတယ်ဒါဟာလေ body surface area BSA လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့မျက်နှာပြင် area ဟာ body mass index လို့ခေါ်တဲ့ BMI ပေါ့နော်ကိုယ်အလေးချိန်ထက်ကိုပိုများတဲ့အတွက်ကြောင့်ဖြစ်ပါတယ် body surface area ပိုများတဲ့အတွက်ကြောင့်အပူကိုပိုပြီးတော့လက်ခံနိုင်တဲ့မျက်နှာပြင်ပိုများပါတယ်နောက်တစ်ခုကကလေးတွေအញ្ញမ်းငယ်နေဆိုရင်တို့တွေကတသားတို့မိမိတို့အញ្ញမ်းကိုပူနေပါပြီအញ្ញမ်းကိုရေစားနေပါပြီလို့မပြောနိုင်သေးတဲ့အခြေအနေမျိုးလေးတွေရှိပါတယ်ဒါကြောင့်ကလေးငယ်လေးအပူဒဏ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေကိုပို့ပြီးတော့ခံရနိုင်ပြီးရှိခြင်းဖြစ်ပါတယ်ပူပြင်းတဲ့ရာသီဥတုရောက်လာတဲ့အခြေအနေမှာဆိုရင်အပူရှိန်ပြင်းတဲ့အခြေအနေမှာဒါအပြင်ကိုထွက်ဆော့တာပြေးထွန်းလှုပ်ရှားမှုရှိတာဝေးဝေးလံလံသွားလာတာမျိုးပေါ့နော်ထီးမပါအုတ်ထုပ်မပါအမိုးကမပါဘဲနဲ့သွားလာမျိုးဒါမျိုးဆိုလို့ရှိရင်ကလေးတယောက်ရဲ့ခန္ဓာကိုယ်ပူချိန်ကရုပ်ချင်းဆိုလို့တက်လာပြီးတော့မှခဏလေးအတွင်းမှာဒီအပူကြောင့်ပေါ့နော်အပူဒဏ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေစပြီးခံစားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအလုံးပိတ်ကားထဲမှာကလေးကိုတယောက်တည်းခဏဆိုပြီးထားလိုက်တဲ့အချိန်မှာဒီ9မိနစ်10မိနစ်15မိနစ်လောက်နဲ့အချိန်တွေအရန်ပြင်းပြီးမြင့်တက်ပြီးတော့ကလေးတွေအပူဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားရတာဆက်တွဲအနေနဲ့အသက်အန္တရာယ်ရှိတဲ့အခြေအနေမျိုးအထိပါရောက်သွားတာမျိုးတွေနောက်တစ်ခုကအသက်သေဆုံးသွားတဲ့အခြေအနေမျိုးတွေပါဖြစ်တတ်ပါတယ်ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကလုံပိတ်ကားထဲမှာဆိုရင်ပြင်ပအပူချိန်9မိနစ်လောက်နေ
တဟုန်တို့ကားထဲမှာရှိတဲ့အပူချိန်ကမြင့်တက်လာတယ်ခလေးတစ်ယောက်ရဲ့အပူချိန်မြင့်မားလို့ပေါ့နော်အပူချိန်ရုတ်တရက်မြင့်မားနိုင်ဆိုတာလူကြီးတစ်ယောက်နဲ့ရှင်ရင်9 ဆလောက်ပိုများတယ်ပိုမြင့်တယ်ပေါ့နော်ဒါကြောင့်ခဏလေးအတွင်းမှာနေခလေးတွေကခုနကကျွန်တော်ပြောပြခဲ့တဲ့အပူချိန်ရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပြီးတော့အသက်အန္တရာယ်ရှိတဲ့အထိကိုဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အထူးသတိထားမှဖြစ်ပါတယ်ခလေးတယောက်အပူရှက်ပြီဆိုရင်တော့ချွေးရမ်းထွက်လာမယ်လွမ်းရလာမယ်နှုံးကြလာမယ်နောက်ပြီးတော့ကျွန်တော်တို့ကလေးတွေကအဖျားတက်လာမယ်ဒီရမ်းကြလာတဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်တယ်ဒီတက်ကိုဆိုးလာတယ်ဆိုရင်မူးဝေပြုတ်အန်တာအစာမစားနိုင်တော့တာတချို့ကလေးတွေမှာကြွက်တက်တာသွေးခုန်လုံးတွေအရမ်းမြန်လာပြီးမိုးလာတာပေါ့နော်ဒီလိုအခြေအနေမျိုးတွေဖြစ်လာနိုင်တယ်အရန်ဆိုးတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်ဆိုရင်ရုတ်တရက်မူးမေ့သွားတာစက်ငင်ပြီးတက်သွားတာရုတ်တရက်အသက်သေဆုံးသွားနိုင်တဲ့အခြေအနေမျိုးတွေကိုဖြစ်နိုင်ပါတယ်ဒါကြောင့်ပူပြင်းတဲ့ຢာဒီဥလူတွေမှာဆိုရင်ကလေးတွေကိုနေရှိန်မရှိပဲအရေးຢာဒီအေးတဲ့နေရာတွေမှာလေဝင်တွေထွက်ကောင်းတဲ့နေရာမှာထားပေးရမှာဖြစ်ပါတယ်တကယ်လို့အဲကွန်ပန်ကရှိမယ်ဆိုရင်ဒါဒီချာလေးဖွင့်ထားပေးရမှာဖြစ်ပါတယ်ဝတ်ပေးရမယ့်အဝတ်အစားတွေဆိုရင်ဒါပေါ့ပွားရောင်ရောင်လေးဝတ်ပေးရမယ်ခြေသားစပန်သားစွတ်ကြဲသားလေးဝတ်ပေးရမယ်နှိမ့်စာတူပါပေါ့နော်နေစဉ်ရေကိုပုံမှန်ချိုးပေးရမယ်ရေမြများတိုက်ရမယ်ထူထဲပြီးတော့မှအထက်ထက်ဝတ်ထားတာအရန်ထူတဲ့အသားပေါ့နော်ခြေသားမဟုတ်ပဲနဲ့ဒါစင်သက်တစ်အသားတွေပေါ့ဒါမျိုးတွေဝတ်ပေးတာအလက်ရှိကြီးဘောင်းဝင်ရှိကြီးလေဝင်ထွက်မကောင်းတဲ့အဝတ်အစားဝတ်ထားမျိုးတွေလုံးဝရှောင်အောင်မှာဖြစ်ပါတယ်ဒါကြောင့်ကလေးတယောက်ကိုမျက်စိရှိမှာအပူဒဏ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပေါ့နော်လက္ခဏာတွေပေါ်လာတယ်ဆိုတာနဲ့ဒီကလေးကိုအေးတဲ့နေရာကိုရွှေ့ပါပြီးအလျားလိုက်လေးပေါ့နော်ပလက်လေးလမ်းမျိုးလှဲလျောင်းထားပါအဝတ်ထူထူဝတ်ထိုင်ချုပ်ပေးပါရက်တောင်ရှင်ရက်ခတ်မယ်ပန်ကားရှင်ပန်ကားလေးဖွင့်မယ်အဲကွန်ရှင်အဲကွန်ဖွင့်မယ်ပေါ့နော်ဒီဘက်ဝတ်တေချာကပ်ပြီးရပါမယ်ဒီဘက်ဝတ်ကပ်ပြီးတဲ့အချိန်မှာလည်းကျွန်တော်တို့ကနှစ်ဖူးလေးပေါ်တင်ယူနေမရဘူးပေါ့လေခုလေပင်ပြီးတော့ဒီဂျိုင်းညာပေါ့နော်ဂျိုင်းညာပြီးတော့ပေါင်ချံပေါ့ဒီနေရာတွေကိုပြီးတော့တစ်ခေါက်ပဲပေါ့နော်ဒီနေရာတွေကိုအဓိကရေဘက်အုံထားပေးရမှာဖြစ်ပါတယ်ရေခဲကြီးတွေသုံးတာမျိုးမလုပ်ရပါဘူးအပူရှင်ကိုချက်ချင်းကြပြီးချက်ချင်းပြန်တက်ပြီးတော့ကလေးကိုပိုးပြီးတော့မှအန်လီရဲ့ဆိုးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အကောင်းဆုံးကတော့ကျွန်တော်တို့ကလေးကိုအဝတ်စားလေးတွေချွတ်လိုက်ပြီးတော့မှခြိတဲ့ဘဝဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ညနေတုပ်ဘဝပေါ့နော်ဒါကိုရေစိမ့်ရေညှစ်ပြီးတော့ဒီကိုယ်လုံးပတ်ပြီးပါဒါဆိုလို့ရှိရင်တော့မြင်းမြန်းဆက်ပြောင်းကိုနန်းစံနေဖြစ်လာနိုင်မှာဖြစ်ပါတယ်နောက်ဆက်တွဲဆက်ဖြစ်မဲ့ဒီဟိုတန်ကြောင့်ခံစားရမယ့်နောက်ဆက်တွဲပြဿနာတွေလည်းအများကြီးလျှော့ချပေးနိုင်မှာဖြစ်ပါတယ်အရန်ပူတဲ့အချိန်မှာကလေးတစ်ယောက်ကချွေးအများကြီးထွက်ပြီးတော့မှနိုးနေတဲ့ပုံစံပင်ပန်းနေတဲ့ပုံစံပြပြီဆိုရင်ဒါကလို့သတိမထားမိဘူးဆိုရင်ရေတက်ခန်းချမှုအရန်များသွားတယ်ပေါ့နော်ချွေးထွက်ပြီးလုံပြီးတော့ရေတက်ခန်းချမှုအရန်များသွားတယ်ဆိုရင်နွမ်းနယ်မှုဝေအော့အန်ပြီးတော့စက်ငင်တက်သွားတဲ့အခြေအနေမျိုးအပြင်ကိုခန္ဓာကိုယ်ရင်းကလေးသားတွေပျက်စီးသွားတဲ့အခြေအနေမျိုးထိရောက်ပြီးတော့အသက်အန္တရာယ်ရှိတဲ့အခြေအနေမျိုးပါဖြစ်လာနိုင်ပါတယ်ဒါတွေကိုသတိထားပြီးတော့ကြည့်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဘယ်အချိန်မှာစေယုံစေကန်းသွားမလဲပေါ့နော်ပူရှက်ပြီးတော့အရန်ဖျားလာတယ်အဖျားအရန်ကြီးလာတယ်ဆိုရင်အပူချိန်နဲ့ရုတ်တရက်တက်လာတယ်ခလေးလဲစက်ငင်ပြီးရုတ်တရက်တက်သွားတယ်ဆိုရင်ရေဓာတ်ခန်းချောင်းမှုလက္ခဏာတွေတိတိတသားပေါ်လာတယ်ဆိုရင်ဒါတွေကတော့ရေအရန်စာလာတာပါးစက်6လာတာစီးနေလာတာသွားတဲ့စီးတွေအယောင်အရန်ရှင်းလာတာမူးတွေအော့အန်လာတာနောက်တစ်ခုကတက်သွားတဲ့အခြေအနေမျိုးပေါ့နော်ဒါမျိုးတွေဖြစ်လာနေဆိုရင်ဒီကလေးကအရန်ပင်ပန်းနှွမ်းနေလာပြီးတော့မူးမိပြီးလဲသွားတယ်ဆိုရင်ဒါမျိုးအခြေအနေတွေဖြစ်လာပြီဆိုရင်တော့ခုနကပြောတဲ့ရှေးဥတုနာပြုနည်းတွေကိုမြင်မြန်စုံစုံလေးလုပ်ဒီလိုရှေးဥတုနာပြုစုနည်းလုပ်နေစဉ်တပြိုင်တည်းမှာပဲစေယုံစေကန်းပါဖို့စီစဉ်ပြီးတော့မှချက်ချင်းကိုကလေးကိုတပါးလေးခေါ်ဆောင်ပြီးတော့လိုအပ်တဲ့ကုသမှုတွေကိုဆက်လက်ခံနိုင်မှုအတွက်ကြိုးစားရမှာဖြစ်ပါတယ်ဒီမှာအထင်လူများဆိုရင်ပူလာတဲ့အချိန်မှာရာသီဥတုပတ်ဝန်းကျင်ပူလာတဲ့အချိန်မှာကိုယ့်ရဲ့ကလေးတွေကိုကိုတိကျွမ်းသလောက်တသိနာလဲထားသလောက်ပူဒဏ်ကိုမခံရနိုင်အောင်ပေါ့နော်တနည်းပြောရမယ်ဆိုရင်ဒါမျိုးလေးတွေတက်နိုင်တော့ဆောင်ရွက်ပေးနေကြတာရှိပါတယ်ကိုတိသလောက်လုပ်ပေးနေတာအပေါင်းဘာတွေကိုလုပ်ပေးရမလဲဆိုတာကိုကျွန်တော်ဆက်ပြောပါမယ်အဓိကကလေးတွေအရန်ပူတဲ့ဒီလိုကာလမျိုးမှာအပူမရှက်အောင်အပူဒဏ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုမခံစားရအောင်ဘာတွေကိုကြိုတင်ဆောင်ရွက်ပြီးကာကွယ်ပေးမလဲပေါ့နော်နံပါတ်1ကတော့နေပူတဲ့နေရာကိုရှောင်ပါဒီလိုအပူချိန်မြင့်မားနေတဲ့ကာလမျိုးမှာဆိုရင်အေးများတဲ့မနက်ခင်းအစောပိုင်းပြီးတော့လို့ရှိရင်ညနေစီးသားလေးပေါ့နော်နေဝင်ပြီးတဲ့အချိန်မျိုးလေးအပူချိန်ကျတဲ့အချိန်ပေါ့
ပြောချင်တာမနက်ကို9 နာရီကနေညနေ4 နာရီလောက်ထိပေါ့နော်ဒီလိုအချိန်အတွင်းမှာအင်ရင်ထွက်တာမျိုးအနေပူတဲ့သွားတာမျိုးတွေတက်နိုင်ဆုံးမလုပ်မိဖို့အတွက်ကြိုးစားပြီးတော့အသိမိကာကွယ်ပေးရမှာဖြစ်ပါတယ်ဒါပထမတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါအိမ်သုံးကားတွေပြီးတော့အလုံးပိတ်ကားတွေပေါ့ဒီလိုကားထဲမှာကလေးကိုတဦးတယောက်တည်းထားခဲ့တာမျိုးတတိလက်လွတ်ဖြစ်စီတတိရှိပြီးမဲ့တယ်ခဏပဲဆိုတာမျိုးနဲ့ပဲဖြစ်စီထားခဲ့တာမျိုးလုံးဝမလုပ်ပါဘူး even ပေါ့နော်ကျွန်တော်တို့ပြောချင်တာဗရင်ပေါက်တွေချထားတဲ့ဗရင်ပေါက်တွေအကုန်လုံးဖွင့်ထားတဲ့ကားထဲမှာတော့မှကလေးကိုသီးသန့်ထားခဲ့လို့မရပါဘူးအပူချိန်ကအပြင်နဲ့ဗရင်ပေါက်ဖွင့်ထားတဲ့ကားထဲမှာရှိတဲ့အပူချိန်နဲ့အဆပေါင်းများစွာကွာခြားမှုရှိပါတယ်။ဒါသေးလို့နဲ့ကန်ကြီးတွေအဝတ်စားလေးတွေအရှိမပြောခဲ့တယ်လို့ခြိသားစပန်နာနောက်တစ်ခုကတော့စွတ်ကြဲတာပေါ့နော်ပေါ့ပွားရောင်ရောင်လေးတွေဝတ်ပေးပါလေဝင်လေထွက်ကောင်းတဲ့အဝတ်စားလေးတွေဝတ်ပေးရမှာဖြစ်ပါတယ်။ရေးမရှိတဲ့နေရာကိုမဖြစ်မနေသွားရမယ်ဆိုရင်ထီဆောင်မှာအုတ်ထုတ်ဆောင်ပေးပါအမိုးအကာအောက်ကနေသာသွားစီနိုင်မှုအတွက်ဆောင်ရွက်ပေးနိုင်ရမှာဖြစ်ပါတယ်။ပူပြင်းတဲ့အချိန်မှာဆိုရင်အနည်းနဲ့အများချွေးထွက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီထက်ပြည့်ပြည့်ဝဝရနေဖို့ရေကိုဒါပိုတူးပြီးတော့တိုက်ပေးရမှာဖြစ်ပါတယ်။သို့တော်တစ်ခုရှိတာတော့အရန်ချိုတဲ့အရေးပေါ့နော်။အချိုရည်တွေခဏခဏတိုက်လို့တော့အဆင်မပြေပါဘူး။အရန်ချိုတဲ့အချိုရည်တွေတောက်လိုက်တဲ့ဆိုရင်တကယ်လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝရဖို့အတွက်နေတော့နိုင်တာဖြစ်တဲ့အတွက်ကြောင့်အရန်ချိုတဲ့အချိုရည်တွေတော့ရှောင်းမှာဖြစ်ပါတယ်။တတ်နိုင်ဆုံးပေါ့နော်။တကယ်လို့ကလေးကတောက်ချင်နေဆိုရင်တော့မှအချိုထက်ကဲတာမဟုတ်ဘဲနဲ့အချိုတက်ပါတယ်ဆိုရင်လေးပေါ့ဒါမျိုးလေးတွေကိုအတတ်နိုင်ဆုံးကြိုးစားပြီးတိုက်ပေးပါပုံရည်တိုက်ပြီးလို့ရပါတယ်ချွေးရမ်းထွက်တယ်ဆိုလို့ရှိရင်ကလေးတက်စာရည်တွေတိုက်ပြီးလို့ရပါတယ်ပြီးတော့ကလေးကိုအတတ်နိုင်ဆုံးပြင်းများတဲ့နေရာလေးတွေမှာထားပေးရမှာဖြစ်ပါတယ်အားလုံးနဲ့အဆင်ပြေပါစေနောက်ထပ်ကလေးကျန်းမာရေးနဲ့ဆိုင်တဲ့ဒီ vlog လေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါမယ်